ဘာသာတို့ရီဆက်ရှင်ကင်တဲ့အခါဓာတ်မီမထွက်ဘဲနဲ့ကိုပဲပြန်သိပြီးတော့ဗျာချောကလက်အမြင်ရနေတယ်ဆိုရင်တော့ဒီဗီဒီယိုကတင့်အတွက်ပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဟိုက်ဆိုပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ရီဆက်ရှင်ကိုဘယ်လိုကစားရမလဲဆိုတာပြောပြပေးတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုမှာရီဆက်ရှင်ရဲ့ scale တွေကိုပြိုကျသုံးနည်းတွေ item အကြောင်းတွေနဲ့ gameplay နဲ့ပါတခါတည်းပြောပြပေးတော့မှာဖြစ်ပါတယ်ဘာသာတို့အခုရောက်နေတဲ့ KOF event မှာ diamond ဝယ်ဖို့လိုရဆိုရင်ကျွန်တော်ရဲ့ကိုပိုင် game store ဖြစ်တဲ့ Hyper လို့မှာဈေးနှုန်းချိုသာစွာဖြင့်လာလို့ရပါတယ်ပထမဆုံး Research ရဲ့ scale တွေအကြောင်းရှင်းပြပါမယ် Research ရဗျာတစ်ခုခုရဲ့အနားကိုကတ်လိုက်ရင် icon လေးတစ်ခုပေါ်လာပါတယ်မြားပုံဆိုရင် Research ကမြားနဲ့ပြစ်မှာဖြစ်ပြီးတော့အနားကတ်လိုက်ရင်တော့ဓာတ်ပုံပြောင်းသွားပြီးအဲ့ဒီခါကျဓာတ်နဲ့ခုံမှာဖြစ်ပါတယ်ဒီ range ကနေပြီးတော့ပြတ်ထွက်လိုက်ရင်မြားနဲ့ပြတ်မှာဖြစ်ပါတယ်ဒါတွေက Research အခုမှစကင်မဲ့သူတွေအတွက်သူ့ရဲ့ passive ကိုတေချာဆော့တက်အောင်လို့ထည့်ပေးထားတာ Research passive ကမြားပြစ်နေရာကနေဓာတ်ပြောင်းလိုက်ရင်ပထမတစ်ချက်က critical damage ထွက်တယ်ဒုတိယတစ်ချက်ကလည်း critical damage နည်းနည်းထွက်ပြီးတော့ movement speed တိုးပေးပါတယ်ဓာတ်နဲ့ခုံနေရာကနေဗျာမြားပြောင်းပစ်လိုက်ရင်လည်းအဲ့လိုပါပဲဘယ်ဝယ်ပေါ်သုံးရင် critical damage ထွက်မယ်ဆိုတာကိုဒီနေရာကနေကြည့်လို့ရပါတယ်အဲ့တော့ research ကိုင်တဲ့အခါမှာ damage အမြဲထွက်ချင်တယ်ဆိုရင်တစ်ချက်ပြတစ်ချက်ကုတ်လုပ်ပေးရပါမယ်တစ်ချက်ပြတစ်ချက်ကုတ်ကလည်းလွယ်လွယ်လေးဗျာဒီ range ကိုတွဲလိုက်ထုတ်လိုက်ကစားပေးရုံပဲScale 1ကချိန်တိုင်းနေရာကို dash ပြီးတော့ stand တွေကို aim ပေးပါတယ် Scale 2ကတန်းသုံးလိုက်ရင်အနားသူတွေအကုန်လုံးကို physical damage ပေးပါတယ်ကြာကြာဖိပြီးသုံးလိုက်ရင်တော့မြားနဲ့ပစ်လိုက်မှာဖြစ်ပါတယ် Scale 2သုံးလိုက်ရင်မြား passive ပွင့်တဲ့အတွက်မြားပဲပြဒါပဲခုတ် critical damage ထွက်ပါတယ် Research ရဲ့ ultimate ကသူ့ရဲ့စီးတော်ရင်ကိုခေါ်ပြီးတော့ဗျာ enemy ကို2စက္ကန့်တိတိ vision ပြပေးပါတယ်နောက်တစ်ခါထပ်သုံးလိုက်ရင်အဲ့ရင်ကိုတိုက်ပြီးတော့ enemy တွေကို stand ပေးမယ် base ကနေဒုံးကြီးသုံးခါထုတ်ပြီးတော့ movement speed short ပေးမယ် passive လည်းပြန်ပွင့်ပါတယ်သူ့ရဲ့ passive ကတော့အားလုံးသိကြတဲ့အတိုင်းရှေ့တိုးနောက်ဆုတ်လောက်တာပေါ့ဗျာဒါပေမဲ့တော်တော်များများ point out သိမလောက်ကြတာကြောင့်နှစ်ချက်ချပြီးတော့ movement speed တိုးပေးတာပဲတကယ်နဲ့ဒီဟာကိုဗျာမုန်းတော်ကအလကားထည့်ပေးရတာမဟုတ်ဘူးကျုပ်ဗထဲမှာ scale 1တုံးပြီးတော့ဝင်ချတာမျိုးမလုပ်စေချင်လို့ထည့်ပေးထားတာဘယ်နေရာမှာအသုံးဝင်လဲမေးရင်ဗထဲမှာကိုကချခွင့်ရှိတဲ့အချိန်တွေပေါ့အဲ့လိုချိန်ဆိုရင်ကျုပ် basic attack နှစ်ချက်ချပြီးတော့အနောက်ကိုနည်းနည်းပြန်ဆုပ်မယ်ရှေ့တို့နောက်ဆုပ်ပြန်လုံးမယ် enemy ပြတ်ဖို့တေချာပြီဆိုတော့မှ1တိုင်းမယ်ဒါမှမဟုတ်ဟိုဘက်က bucket တွေကျလာရင်လည်း1သုံးပြီးတော့ပြန်ထွက်မယ်အဲ့လိုမျိုးကစားရမှာဖြစ်ပါတယ်အဲ့ဒါကိုမသိဘဲနဲ့ဗျာကျုပ် scale 1တုံးပြီးတော့ဝင်ချရင်ပွဲကဘလောက်ပဲတာနေတာနေကိုတေဖို့ chance ကလုံးဝများပါတယ်ကဲရီဆက်ရှင်ခုမှစကံမဲ့သူတွေအတွက်ပထမတစ်ဆင့်ဖြစ်တဲ့ရှေ့တို့နောက်ဆုပ်အကြောင်းကိုပြောကြရအောင်ပထမဆုံးအနေနဲ့ကျုပ် practice တွေဝင်ပြီးတော့ damage ပေါ့ဗျာရှေ့တို့နောက်ဆုပ်ကစားကြည့်အဲ့ဒါလေးတော်တော်အဆင်ပြေသွားပြီဆိုရင် buff တွေကိုလိုက်ချကြည့်ပါ buff တွေလိုက်ချရင် blue buff နဲ့ဒီကောင်လေးကကိစ္စမရှိဘူးရှေ့တိုးနောက်ဆုံး AC လုပ်လို့ရတယ်တကယ်နဲ့ရေစမ်းရှင်ကိုပျိုဖြစ်စေတာဒီ buff တွေကိုစားတာပဲဒီ buff တွေစားရတာအဆင်ပြေသွားပြီဆိုရင် brother ရေစမ်းရှင်စကင်လို့ရပါပြီအဲ့ buff တွေစားရင်အဆင်ပြေအောင်လို့တစ်ခုပြောပြပါမယ် red buff ကိုဗျာပုံမှန်ရှေ့တိုးနောက်ဆုံးလုပ်ပြီးတော့စားရတဲ့ဒီလိုမျိုးတစ်ခါတလေမှာကျွန်တော်နှစ်ချက်ချပြီးတော့ movement speed ယူတာ red buff စားရတာပိုလွယ်ပါတယ်အဲ့လို movement speed ယူပြီးတော့စားတဲ့အကွက်ကိုဗျာတစ်ခါတလေကြုံရင်ကြုံတယ်လို့သုံးပြီးကျုံအကျဉ်းပါသွားတဲ့အခါကျရင်ဗထဲဆိုင်တဲ့အခါကျ1တန်း3တန်းမျိုးမလုပ်တော့ဘဲနဲ့ဗျာ passive ကိုကောင်းကောင်းလေးသုံးတော့ပါလိမ့်မယ်ကဲ buff တွေစားတော့ပြီဆိုရင်ကျွန်တော်နောက်တစ်ဆင့်ကိုတက်ရအောင်ဒီတစ်ခါကျတော့ကျွန်တော် custom class တွေကိုဝင်မယ်ဘော9កောင်လေးကစားမယ်ပွဲစားပြီဆိုရင်ကျွန်တော်ဘယ်ဘက်ကိုပဲစားဗျာဒီဟာလေးပေါ်မဲ့ timing ကိုကြည့်ပြီးတော့စားပါအဲ့ဒါလေးထွက်မဲ့အချိန်8စက္ကန့်ကနေ10စက္ကန့်အတွင်းဘတ်စားတာပြီးပြီဆိုရင်ဘာသာ research က RAM မှာဆော့ဖို့အတွက်အဆင်သင့်ဖြစ်ပါပြီတခုရှိတာကဗျာကျွန်တော်တခြား buff တွေကိုစားတဲ့အခါပုံမြန်အောင်လို့ဆိုပြီးတော့ scale 1ရော2ရောသုံးပြီးတော့စားကြတယ်ဒါပေမဲ့ enemy ကိုချကန်နေဆိုရင်တော့ဘာမှမသုံးဘဲနဲ့ချန်ထားပြီးပါမဟုတ်ရင်ကျွန်တော် enemy ကိုချတဲ့အခါ damage ပေးစရာမရှိတဲ့အတွက်ကြောင်တော်ကြီးဖြစ်နေမှာဗျာတကယ်လို့ scale 2 cooldown ဖြစ်နေတယ်ဆိုရင်ကျွန်တော် buff ကိုအနီးကပ်ချပြီးတော့ထွက်ပြီးပါအဲ့ဒါမှဗတဲ့ဆိုင်ရင်အဝေးကနေစပြီးတော့ပြစ်ရတာဆိုတော့ပို့ပြီးတော့ safe ဖြစ်ပါတယ် buff တွေလိုက်စားရင်လည်းတခါလဲ ball တွေကိုလိုက်တက်ကြည့်ဗျာအဲ့ဒီနေရာမှာတစ်ခုပြောချင်တာ item ပဲဟိုဘက်က ball တွေကဗျာ item ML ဆိုရင်ကျွန်တော်တခါလာလဲမြားပြစ်တင်းမော်တိုက်အဲ့အနေနဲ့ပဲအကောင်တွေကပြတ်သွားမှာအဲ့တော့ research ရဲ့ scale ကိုကောင်းကောင်းလေးမ train ဖြစ်တော့ဘူးဗျာကိုကတကယ်ပဲလေဒီမှာကျန်းနေတယ်ဆိုရင်ဗျာကျွန်တော် item အချို့ကို defense item တွေထည့်လိုက်ပြီးရင်သူ့ရဲ့အဓိကကျတဲ့ရှေ့တိုးနောက်ဆုပ်ကိုတေချာလေးလေ့ကျင့်ပေးဗျာအဲ့အမှ run ဆော့တဲ့ခါကျရင်ဘာသာတို့ရဲ့ research ကစုံတော့နေမှာဖြစ်နေမှာဘာလို့ဒီဟာကိုတေချာပြောလဲဆိုတော့ဗျာကျွန်တော် research ကိုင်ပြီးကျန်းတယ်မကျန်းဘူးဆိုတာဘာသာတို့ရဲ့ရှေ့တိုးနောက်ဆုပ်လုပ်ပြီးတော့ fan နဲ့အပေါ်ပဲလုံးဝမူတည်လို့ပါ customer ပါအဆင်ပြေသွားပြီဆိုရင်တော့ brother ရေစက်ရှင်ကစားဖို့အတွက် qualify ဖြစ်သွားပါပြီကဲရေစက်ရှင်ရဲ့ scale combo တွေကိုပြောပြပါမယ်ပထမဆုံး ultimate သုံးမယ်2ပြစ်မယ်တင်းမောတိုက်မယ်1 dash ပြီးဝင်ချမယ်ဒါမှမဟုတ်ရင်ကျွန်တော်တင်းမောတိုက်မယ်1 dash ပြီး2ပိုင်းမယ်ဒါပဲမယုံရင်တက်တော့မှာဗျာကျွန်တော်ရေစက်ရှင် highlight တွေကိုလိုက်ကြည့်လိုက်အဲ့လိုပဲဆော့နေကြရဒါကိုငါကင်တော့ကြမကြမ်းဘူးဆိုပြီးတော့ဖြစ်နေတယ်မလားအဲ့ဒါရဲ့အဓိက fan ပဲရေစက်ရှင်ကင်ရင်ကျွန်တော် jungle crit တွေကိုမြန်မြန်စားဗျာကိုစားတာမြန်လေကျန်းလေပဲ level 4 ဆော့ရတွေကတော့ matchman mage မပြောနဲ့ဗျာ fighter တွေတော့မခံနိုင်ဘူးအဲ့လိုဖြစ်ဖို့အတွက်ဘယ်လိုကစားရမယ်ဆိုတာတော့ game လေးကြောင့်မှတီးတန့်လေးပြောပြပါမယ်ဒါပေမဲ့တခါတလေတော့ခုနကပြောခဲ့တဲ့ scale combo တွေကိုတန်းသုံးလို့မရပြန်ဘူး enemy ဘက်က scale တွေကိုလည်းကြိုသိနေဖို့လိုပါတယ်ဒီမှာဆိုရင်ဗျာ hacker ဘလင်းခုံတော့မှတိတာမလို့သူခုံတော့မှတင်းမောတိုက်ရတာဖြစ်ပါတယ်တကယ်လို့အဲ့လို combo သုံးမရဘူးဆိုရင်ဘာသုံးကြမလဲရှင်းရှင်းလေးဗျာကျွန်တော်တင်းမောခေါ်မယ်ရှီတိုးနောက်ဆုပ်လုပ်ပြီးတော့လိုက်ချမယ် enemy ပြတ်ဖို့တေးကြပြီဆိုတော့မှခုနက combo ကိုသုံးမယ်ဒါပဲတကယ်လို့ scale 2 cooldown ဖြစ်နေတဲ့အချိန်ဆိုရင်ကျွန်တော်အနားတစ်ခုခုကိုအနီးကပ်ချပြီးတော့ဗထဲပြန်ဝင်လို့ရပါတယ်နောက်ပြီးရေစမ်းရှင်ရဗျာကျွန်တော်တင်းမောခေါ်တိုင်း movement speed တော်တော်လေးမြန်တော့အရန်ဝေးနေတာမှာကျွန်တော်ဗထဲသွားဆိုင်လို့ရပါတယ်
scale 2နဲ့ retribution ပေါင်းတော့လည်း target တွေလော့ရဖို့သိကြပါတယ်ဒါပေမဲ့ research ရဲ့ scale 2 damage ကကျွန်တော်အနီးက3တာနဲ့ဖိ3တာတော်တော်လေးကွာတဲ့အတွက်တေချာလေးချိန်သုံးဖို့လိုပါတယ်နောက်ပြီး research ရဲ့ကိုင်ရဗျာကြောက်နေလို့မရဘူးကျွန်တော်ဝင်ရမယ်ဖြဲရမယ်ကြောက်နေ research ရဲ့ကိုင်လို့မရဘူးဗျာဘာလို့ဒီစကားကိုပြောရလဲဆိုတော့ကျွန်တော်လက်ကြရောက်တဲ့အခါကျရင် research ရဲ့ scale 1ကူတော့သိမ့်မရှိတော့ဘူးကျွန်တော်3-4ချက်လောက်ချပြီးတော့ပဲ scale 1ကပြန်ရနေပြီဗျာအဲ့ဒါကိုကြောက်ပြီးတော့ပြန်မချပဲပြေးနေတာတဲ့ကျွန်တော်ခဏလေးပြန်ချပြီးတော့ဗျာ scale 1ရမှ scale 1ကောက်သုံးပြီးတော့ထွက်ရတာကိုလိုဖို့ chance ပိုရပါတယ်နောက်ပြီး scale 1သုံးတဲ့အခါလဲဒီလိုကြီးတဲ့မသုံးပါနဲ့ကိုအနောက်ဆုံးဘက်ကိုဗျာနည်းနည်းလေးစောင်းပြီးတော့သုံးပေးပါအဲ့ဒါဆိုရင်အနောက်ပြန်ဆုတ်ကြတာပူမြန်ပါတယ်ဒီ session နဲ့ double dash လောက်ကြတာလွယ်လွယ်လေးဗျာပထမဆုံးကူတောင်း40ရာခိုင်နှုန်းထိရှိဖို့လိုအပ်ပါတယ်အဲ့တော့ဒီ item 3ခုထွက်သွားပြီဆိုရင်ဒီ session က double dash စလုပ်လို့ရပါပြီခုနကပြောခဲ့သလိုပဲဗျာကိုပြန်ဆုံးဘက်ကိုစောင်းပြီးတော့ dash မယ်တခါလဲအနောက်ကိုပြန်ဆုံးရင်းနဲ့ basic တက်ချနေအောင်ပဲ customer က damage point နဲ့ခဏလောက်ဆော့လိုက်ရင်ကိုဒီ double dash ကအဆင်ပြေပါတယ်ဒါပေမဲ့ဒီနေ့ကဗျာလော့ကိုလုံးဝ free hit ကေးလို့ရတဲ့အချိန်မှာပဲသုံးသင့်ပါတယ်အခက်မသိရင်ဗျာ enemy ဘက်ကဝင် dive တဲ့အခါကျ scale 1 30မရှိနေကိုပြန်တည်တတ်ပါတယ်ဒီ session အတွက်ပေးရအခုပြရတယ်လို့ဆော့လို့ရပါတယ်ကျွန်တော်ရဲ့ personal ရတော့ဗျာ YH ကိုဗဒယ်မှာကြာနေလို့ရတဲ့အခြေအနေမျိုးပါပဲထည့်ပါတယ်ဥပမာကျွန်တော် enemy ဘက်မှာ factory hyper ဂတ်တိုတက်လက်ပူနဲ့ YV ဆိုရင် YH ကိုထည့်တယ်ဗျာဒါပေမဲ့အဲ့လိုထည့်မယ်ဆိုရင် item ကကူတောင်း30ရာခိုင်နှုန်း blue buff မှာလည်းကူတောင်း10ရာခိုင်နှုန်းဆိုတော့ magic shoe ကပုတ်နေပြီဗျာအဲ့လိုချိန်ဆိုရင်တော့ကျွန်တော် magic shoe အစားဒီနှစ်ခုလေးကတစ်ခုသွားရတာပိုကောင်းပါတယ်အပြောကောင်တွေများနေတော့ဗျာ NS မှာထည့်တယ်တနက်ထည့်တယ်တခါတလေပွဲတာနေများကျွန်တော် NS မှာအစား sky piercer တော့ထည့်ပါတယ် sky piercer ထည့်ပြီးတော့ stat တွေပြည့်နေဒီ session ကထိရတော်တော်လေးကိုခက်တယ် damage နဲ့အရန်ထွက်တယ်ဗျာ rose gold material ကတော့ကျွန်တော်အရန်ဝင်တက်တဲ့အတွက်ကြောင့်ထည့်တာကျွန်တော်ရဲ့ favorite item ပဲဗျာဒီမှာဆိုရင်လည်းဗျာကျွန်တော်အဲ့အလေးရှိနေတဲ့အတွက်ကြောင့်ကျွန်တော်မသိသွားတာမဟုတ်ရင်ကျွန်တော် glue က shutdown key ရအောင်ပါဗျာတကယ်လို့ဗျာသားတို့ကဆေးစောတဲ့သူတွေဆိုရင်တော့တခြား damage item ထည့်လို့ရပါတယ် battle spell က ice retribution ရော flame retribution ရောနှစ်ခုလုံးအဆင်ပြေပါတယ် ice retribution နဲ့ဆိုရင် battle အဝင်ထွက်တွေကောင်းတယ် flame retribution ကကြတော့ damage ပို့ထွက်တယ်ကျွန်တော်အရန်ဝင်တက်တဲ့အတွက်ကြောင့် ice retribution ပဲယူလေးရှိပါတယ်အမလန်ကအခုပြရတယ်လို့ဆော့လို့ရပါတယ်ကဲအဓိကကြတဲ့ research game လေးစီဆက်သွားလိုက်ရအောင် ပွဲစားပြီဆိုရင်ကျွန်တော် hyper ကစားတာဆိုတော့ဖက်နဲ့အသေးလေးကမဖြစ်မနေဝယ်ရမှာဗျာပြီးရင် Hunter Strike ကို first side နဲ့သွားမယ် Blue Buff နဲ့ Red Buff ဘယ်ဟာကိုအရင်စားမလဲဆိုရင်ဒီကောင်လေးရှိတဲ့ဘက်ကဟာကိုအရင်စားပေးပါ Blue Buff မှာပေါ်ရဆိုရင် Blue Buff စားမယ်ဒီ buff လေးခိုးစားလို့ရရင်ခိုးစားမယ်အဲ့လိုမျိုး enemy buff တွေကိုရရင်ရတယ်လို့စားပေးတာဗျာ enemy hyper level 4ရတာနောက်ကျပါတယ် level 4ရတာနောက်ကျတဲ့အတွက်ကြောင့်အကောင်ဗဒယ်ဝင်ရတာနောက်ကျပြီဗျာတကယ်လို့အဲ့ဘက်စားလို့မရဘူးဆိုရင်ကျွန်တော် walking quick လေးပဲပြန်စားပါဒီမှာဆိုဗျာကျွန်တော် Blue Buff စားပြီးတော့ whole buff လေးခိုးစားဖို့လုပ်တာခိုးစားလို့မရတဲ့အတွက်ကြောင့်ကျွန်တော် walking quick လေးပဲ retribution ရအောင်ပေါက်လိုက်ပါတယ်ပြီးတော့ကျွန်တော်အဝေးကနေ damage ပေးပြီးတော့ဆေးဆော့ရဗျာဒါပေမဲ့ Asperada ပါဆင်းလာတဲ့အတွက်ကြောင့်ရတဲ့လောက်ပြန်ကြုံကြည့်လိုက်ပါတယ်Red Buff မှာပေါ်ရဆိုရင်ကျွန်တော် Red Buff စားမယ်ဒီဘက်ထပ်စားပြီးတော့ Walking Quick စားမယ် Walking Quick ရှိရဲ့ဘက်ကိုဘာလို့အရင်စားခိုင်းတာလဲလို့မေးရင်ဒီ session ကဗျာအရင်လိုမျိုး YH တောင် fan နေစရာမလိုတော့ဘူး level 4ရရင်ပဲဒီ session ကစကြမ်းနေပြီဒါပေမဲ့ဗျာတစ်ခါတလေမစားတဲ့အခြေအနေတော့ရှိရပါဘောကျွန်တော်ဒီပွဲဆိုရင်ဗျာ fee ကလမ်းကတ်နေပြီအဲ့လက်ကလည်း mania မလွတ်ချင်တော့တောင်းမချအောင်အဲ့တော့အကောင်ကတေချာပေါက်ကျွန်တော်စီကိုလာတော့မှာဆိုတော့ဗျာ Walking Quick တဲ့ blue bag ရဖို့ပဲအာယုံဆိုင်ရတော့မှာတကယ်လို့ fee မဟုတ်ဘဲနဲ့တခြားရိုးဆိုရင်ကြောက်နေစရာမလိုဘူးဗျာပြန်ကျုံလို့ရရင်ဒီ session ရဲ့ပတ်ဆက်က early game နဲ့တော်တော်လေးနာတာဒီပွဲဆိုရင်ဗျာကျွန်တော်တို့ဘက်က AU တဲ့စိတ်ထိုးပြီးတော့ miss ဆော့နေတာအဲ့ဒါကိုလမ်းဆော့တော့တာဝါလေးဝင်ချပြီးတော့ one နဲ့ပြန်ထွက်လာတယ်အကောင်ကဗျာကျွန်တော် one မရှိသုံးစားမရဘူးဆလီနာလည်းကျွန်တော်ဖောင်ပြောင်းတာဆိုတော့ arrow တိလို့မရဘူးဗျာအဲ့တော့ကြောက်နေစရာမလိုဘဲနဲ့ကျွန်တော်လမ်းဆော့လို့လိုက်ချလို့ရပါတယ်ဒီမှာဆိုရင်ဗျာ graph က backup ပေးတာလေးတော်တော်လမ်းတယ်သူပုံးနေလို့ပဲဗျာဆလီနာအရှိထွက်ပြီးတော့ဖင်လာရတော့အကောင်တေးတာပေါ့ကျွန်တော် hacker scale 1ခုံလာရဲ့လွဲသွားတာပါပါတယ်မဟုတ်ရင်တော့ဒါကျွန်တော်ပြန်သိနိုင်တယ်ပေါ့နော်ဒါပေမဲ့အကောင်ကလည်း1ခုံလာမရှိတော့ရင်သုံးစားလို့မရတဲ့အတွက်ကြောင့်အကောင်ထပ်ချလို့ရပါတယ်ကဲ free pressure ပေးတာ AC ဖြစ်သွားပြီဆိုတော့ကျွန်တော် web ဘက်စားတယ်ဒီ buff လေးထပ်စားပြီးတော့ hacker ဖင်အားနေရာလေးကိုကျုံးပြလိုက်တယ်ဗျာပြီးတော့ကျွန်တော်ဒီ buff ထပ်စားပြီးတော့ go ဘက်စားတယ်ဒါပေမဲ့ walking quick မစားထားတဲ့အတွက်ကြောင့် level 4မရသေးဘူးတော့ကျွန်တော် lance လောက်ရော hacker ရောထိတ်တိုက်တွေ့တဲ့အခါကျကျွန်တော်တေသွားရဗျာဒီမှာကြည့်ဗျာကျွန်တော်ဘက်က airlift ကတော်တော်လေးကိုကောင်းတာဆိုလိုမှာဗျာကျွန်တော်အဲ့လို experience ပါတယ်ဆိုတော့တော်တော်ရှားတယ်အကောင်ကိုဗျာအပေါ်လမ်းမှာဝိုင်းတက်နေတော်တော်နဲ့ကိုမသိဘူးအဲ့ဒါနဲ့သင်းမောက်ခေါ်ပြီးတော့ဗထဲသွားကြိုင်းတယ်ဗျာ hacker နဲ့ fear ကလည်းကြောက်နေစရာမလိုတော့ဘူးဗျာအဲ့လက်ကြီးကရှိလိမ့် spell ကိုအကုန်စားပြီးထားတဲ့အတွက်ကြောင့်အကောင်တွေအကုန်လုံးတီးလို့ရတယ်ကျွန်တော်အစားတော့တာတဲ့တန်းကျုံးမလို့ပဲဗျာဒါပေမဲ့ fear ကြီးပေါ်လာတော့ကျွန်တော်မနိုင်မှတိတဲ့အတွက်ကြောင့်ကျွန်တော် blue bag အရင်စားပြီးမှကျုံးမှန်လောက်ထားတာကျက်မာကြီးလည်းရောက်လာတော့ကျွန်တော် retribution တော့မပေါက်လိုက်ရဘူးကျွန်တော်ပဲပြန်သေးသွားတယ် fear ဆုံးမတာခံလိုက်ရပြီးပြန်ပေါ်လာတော့ကျွန်တော် red bag စားတယ်ဒီဘက်စားနေရင်လမ်းမနေတဲ့ EPC လေးကိုဗျာဒါတင်မောသားရဲ့အစိပ်ပြင်းကြောင်ပြပေးလိုက်တယ်အဲ့လက်ကြီးကတော်တော်လေးရုံးပေးရှာရဗျာဒါပေမဲ့ fear ကြီးရောက်လာတော့ကျွန်တော်ပြန်ဆုပ်ရတာပဲအဲ့ဒီမှာကျွန်တော်ဟိုဘက်ကအကောင့်တွေကတကောင်းမှအလဲလန်းကိုလာမကောက်ဘူးတော်တယ်ယူမလားအလဲလန်းယူလားမင်းအလဲလန်းပဲယူ
ကျွန်တော်ပါတီဆော့ရတဲ့လူတွေဆိုတည်တယ်ဗျာတည်ရဆော့ပေးမလားအလဲလန်းပေးမလားဆိုဆော့ပေးမဲ့ကောင်နေကြီးပဲအဲ့တော့အလဲလန်းကိုရအောင်ချိုးပြီးတော့မှတာတယ်တက်ဗျာတာတယ်တက်ဖို့လုံနေနေဗျာကျွန်တော်လမ်းမနေတဲ့ဖီယာလေးကိုပါကျွန်တော်ပါဆင်ဆွဲပေးလိုက်တယ်ဒါပေမဲ့အရင်ဘွားကတော်တော်အကုသို့များခဲ့တယ်ထင်ပါတယ်ဗျာလမ်းစလောက်လည်းရောက်လာတော့ကျွန်တော်တာတယ်တောင်း AC မစားဘူးကျွန်တော်မှပက်ပြီးရတလုံးသွေးရလည်းနင်းနေပြီဆိုတော့ဗျာဒါ risk မယူတာကောင်းပါတယ်အဲ့မှာဗျာကျွန်တော် LG ကို show လိုက်ကျွန်တော်သွေးပင်ကန်တဲ့ hacker ကိုပြန်ကျုံးသွားတာဒါမျိုးကလုံးဝကိုချီးကျူးတဲ့ဒီဘွဲကဗျာတကယ်တမ်း तू မကောင်းရင်ကျွန်တော်လည်းနိုင်မှာမဟုတ်ပါဘူးနောက်ဆုံးတော့တာတယ်လေး AC ကေးပြီးတော့အောက်လမ်းသွားခဲ့ရမယ်ဗျာကလစ်ကအသေးဖိထားဆိုတော့ဒါ AC ရဖတ်နေပြီအဲ့ကောင်ကမထိန်နေသေးတာ epic ကမ်းမရဘူးတော်တော်လေးတည်ကြတယ်အောက်လမ်းမှာ first tower ယူပြီးပြီဆိုတော့အပေါ်လဲထပ်ယူဖို့အပေါ်လမ်းကိုတက်သွားတယ်လမ်းကတ်တယ်ဖီယာကတူးလိုက်တဲ့ထင်နေတာဗျာကိုက share fan နေတော့ AC ကျုံလို့ရပါပြီဒါပေမဲ့လည်းဗျာ hacker tower ခိုးနေတာတော့ထိန်းတာအပြန်လဲကြတော့ကျွန်တော်အကျုံးခံလိုက်ရတဲ့အတွက်လော့ပါသွားလေရောကျွန်တော်ကအောက်လန်းချိုးနေတော့မှ ACR တာဝါလာကြတယ်။ ultimate လည်းတုံးလိုက်ရောသူ့မှာ bucket တစ်ခုမှလည်းမရှိဘူးဆိုတော့တာဝါလေးကိုဝင်ကျုံးလို့ရပါတယ်။ level ကွာနေပြီဆိုတော့ဗျာဒါ AC နိုင်တယ်။ကျွန်တော် hacker ကိုကျုံးဖို့လုပ်နေတဲ့အချိန်မှာကျွန်တော်ကောင်နေ FIA ကိုသွားဖြတ်တာ။ ACR ultimate လည်းခင်းလိုက်ရောအကောင်တွေအကုန် short ပါလေရော။ဒါပေမဲ့ကျွန်တော်နဲ့ Alice ကပဲကျန်းနေတာဟိုကောင်တွေကသိတယ်ဗျာ။အဲ့တော့ lock down လာမတည့်ရဘူးဆိုပြီးတော့ကျွန်တော်က lock ကိုဖူးလိုက်တာ။ဟာအဲ့မှာအကုန်လုံးရောက်လာပါလေရော။ဒါပေမဲ့ CR ကြီးတွေကျွန်တော်တင်းမောတိုက်ပြီးတော့ lock ယူပေးလိုက်တယ်။ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and share လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗီဒီယိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုကြာပြန်တွေ့လိုက်ရအောင်